လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ်တော့မူကြိုကျောင်းဆရာမလေးရဲ့တနေ့တာကိုတစ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်တာကြီးကမမကတာကျိုးချုံမကရရွှေနောင်ကြကခုံဒီဆိုင်တွေပုံတီနောက်တစ်ခုကကြတော့ခါခွေးခယူလေးဟာဆိုမယ်ခါခွေးခယူလေးတစ်ချက်ရေးပါလေခါခယူလေးတရုပ်မရဘူးလားအဲ့ဆိုလို့ရှင်ကိုကြီးကလေးခါလာတာမမနဲ့လဲပါဒီတော့လေးနဲ့ငါကြပါကြာလေးတွေပဲကလေးတို့ကဲတစ်ချက်မတို့ကြောက်မယ်ဒီနေ့ရေခဲမုတ်ကျွေးမှာနော်ကဲစက်တင်လေးပြီးတင်းတန်းကဲခဏခါတော့ခောက်ပြီနော်သမီးတို့ခဏဆွနေအောင်နော်ကိုကြီးကလေးချက်လို့လားမမနဲ့လဲပါညီတုံးလေးနဲ့ငါလဲပါအားလုံးကကြမှာဟောပြင်းလိုက်တာဆရာမရေဒီကမဟုတ်ပဲချိန်တွင်းမှာလဲအခုတွင်းမှာလေတားလေဟုတ်ကဲ့ကဲကိုနေမှာကိုတထိုင်ကဲအားလုံးပဲဒီကမဟုတ်တထိုင်ရအောင်ယေကဲကြော်တဲ့တာကဲထိုင်ကိုကဲစားရနော်ငါရဲ့ကြောင်းရလေမူတူကျောင်းဆိုဝင်ငါတူငယ်တန်းကျောင်းဆိုလို့ရှိရင်နည်းနည်းလေးကောင်းထားမယ်ထင်တယ်ဒီတူငယ်တန်းလာတဲ့ကလေးတွေတနာပါတယ်လေအပေါ်မှာနေချင်းရထိုးနေဆီယမတော်ရူလေဟိုတန်းလို့ရှိရှင်တော့အဲ့တာနဲ့ဟိုပါခိုင်ညကိုနဲ့လေတန်းရှိရှင်လို့ရရတယ်ဘယ်သူလဲခိုင်ညကိုကဘာတူနီအော်တခြားလာကဲထက်โอเคကဲတန်းစီချင်တယ်နော်တန်းစီချင်တာဆိုလို့ရှိရင်တစ်ချက်ပြောမယ်ဒန်းနှစ်ခုပဲစီရမယ်ရံမဖြစ်ကဘူးအငင်းပွားမလုပ်ကဘူးပြီးရင်လေစကားမများရဘူးအဲ့ဟာကိုစီးရမ်းလိုက်ရမယ်ဆိုလို့ရှိရင်တန်းစီလို့ရတယ်မလိုက်လာတဲ့သူတွေကတန်းစီလို့မရဘူးအဲ့ဒါဆိုတော့နားလည်းမထင်နဲ့နော်သားတို့သမီးတို့ဟုတ်ပါဆရာမကဲအားလုံးသဘောတူရဆိုတော့ယောက်ျားလေးနှစ်ယောက်ပဲစီးလို့ရမယ်ခုနကရှင်ပြောရနော်ဟုတ်ကဲ့အဲ့ဆိုတော့ဟိုခဏပြောတဲ့ခဏညာကိုနဲ့ပိုးပါလေတားလေးနေမှာဘူးခဏညာကိုပြရလေအော်ကိုဖြူဖွေးပါအော်ကိုဖြူဖွေးကဲဆိုလို့ရှိဒီဆော်လို့ရပြီနော်ယေလာပိုးဖြူဖွေးလာလေးပိုးဖြူဖွေးရလာဆိုတနေကြီးလာပိုးဖြူဖွေးနားမြင်လားဟောကွာကြာလိုက်တာငါနဲ့လက်တော့ရတာကြားမှာမဟုတ်ဘူးဆရာမသွားပြီနော်အေးဒါတို့ယိုးဝေး